ဝေးဖွားခဲ့ပါတယ်1980ခုနှစ်တွင်မြမရုပ်မြင့်တန်ကြားအငိတ်ဖြော်ပြပွဲအစီအစဉ်မှစ၍ဇာကနာဟုအမည်ပေးကကပြဖြော်ပြခဲ့ပါတယ်1983ခုနှစ်တွင်မိုးနက်သူစာမြပုံနမအငိတ်အဖွဲ့တို့ကိုဦးဆောင်တည်ထောင်ခဲ့ပါတယ်ဆရာသည်1985ခုနှစ်တွင်သွားသက်ဆိုင်ရာဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်1986ခုနှစ်တွင်မင်းသားတော်မင်းသားရုပ်ရှင်စကားကြီး၌ခေါင်းဆောင်အဖြစ်ပါဝင်ပြုဆောင်ခဲ့ပြီးရုပ်ရှင်22ကားဗီဒီယို58ကား၌ပါဝင်ခဲ့ပါတယ်1988ဒီမိုကရေစီအရေးတော်ပုံတွင်ပါဝင်ခဲ့မှုကြောင့်ထိမ့်သိမ်းခြင်းခံခဲ့ရပါတယ်1990မေလတွင်ဒုတိယအကြိမ်ဖမ်းဆီးခံရပြီးထောင်9နှစ်အချခံခဲ့ရပါတယ်1994တွင်ပြန်လည်လွတ်မြောက်လာခဲ့ပြီးအနုပညာလုပ်ငန်းများပြန်လည်လုပ်ကိုင်ခဲ့တော်လဲအငိမ့်ကပြခွင့်ပိတ်ပင်ခံခဲ့ရပါတယ်1999မှာတော့ရုပ်ရှင်ဗီဒီယိုရိုက်ကူးခွင့်ပါထပ်မံအပိတ်ပင်ခံခဲ့ရပါတယ်ဆရာသည်2001ခုနှစ်တွင်ရုပ်ရှင်စကားများပြန်လည်ရိုက်ကူးခွင့်ရရှိခဲ့တော်လဲ2005ခုနှစ်တွင်အကန့်အသတ်မရှိအနုပညာလှုပ်ဆောင်ခွင့်ပြန်လည်ပိတ်ပင်ခံခဲ့ရပါတယ်2009ခုနှစ်ရွှေဝါရောင်တန်ကအရေးခင်း၌ပါဝင်ခဲ့မှုဖြင့်အဖမ်းဆီးခံခဲ့ရပါတယ်2008နာဂစ်မုန်တိုင်းတန်ခံရသောဒေသများသို့တွားရောက်ကူညီရင်းဖမ်းဆီးခံရပြီးထောင်ဒဏ်59နှစ်အချခံခဲ့ရပါတယ်ထောင်ရင်းရှိနေစဉ်မိဘနှစ်ပါးကွယ်လွန်ခဲ့ပါတယ်ဆရာသည်2011ခုနှစ်အောက်တိုဘာ12ရက်နေ့တွင်မြစ်ကြီးနားထောင်မှပြန်လည်လွတ်မြောက်ခဲ့ပါတယ်ပထမအကြိမ် The Art of Freedom Film Festival ကိုဦးဆောင်ကျင်းပနိုင်ခဲ့ပါတယ်ယခုအခါဗိုလ်ချုပ်အောင်ဆန်းအထုပ်ပတ္တိစကားဖြစ်မြောက်ရေးအတွက်အဓိကနေရာကပါဝင်ပြီး Home Media Entertainment ကိုတည်ထောင်တာအနုပညာလုပ်ငန်းများလုပ်ကိုင်ရရှိပါတယ်ဆရာဇာကနာသည်နိုင်ငံတကာမှချီးမြှင့်သောဆုပေါင်း24ဆုရရှိခဲ့ပြီးဖြစ်ပါတယ်2012ခုနှစ်အတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှချီးမြှင့်သောရုပ်ရှင်သူရဲကောင်းဆုကိုလည်းရရှိခဲ့ပါတယ်ရှင်1983ခုနှစ်တွင်မန်တာအိမ်မက်ကလာမတ်ပါစီစာအုပ်ကိုစာပေဗိမာန်မှထုတ်ဝေခဲ့ပြီး2012ခုနှစ်တွင်ပထမအမည်ရှိထောင်ရင်းမှတ်တမ်းစာအုပ်ကိုဆရာ၏ဒုတိယမြောက်စာအုပ်အဖြစ်ထုတ်ဝေခဲ့ပါတယ်ဆရာဇာကနာစင်မြင့်ပေါ်သို့ကြွရောက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်အရင်ဆုံးကျွန်တော်ဒီမှာဆရာတော်တန်ခါတော်များရှိတယ်ဆရာတော်တန်ခါတော်များရဲ့အထက်တနေရာစကားပြောရတဲ့အတွက်ဆရာတော်များကိုတောင်းပန်ပါတယ်ဗျာနောက်တစ်ခုကတော့လူအများနဲ့ပြောရတဲ့အခါဖြစ်တော့တပည့်တော်တွေနဲ့ကျွန်တော်တို့ခမည်းတော်နဲ့တုံးတဲ့အခါမှာဆရာတော်များကိုမယုံမသိဖြစ်တယ်လို့ထင်ရင်လည်းကြိုတင်ပြီးတော့ခွင့်ပြုပါလို့တောင်းပန်များတယ်ဗျာကျွန်တော်ကဘုန်းကြီးတောင်းမှမို့ဝင်လေးမဲ့လူမဟုတ်ပါဘူးတောင်းမှမို့ရေးအတွက်လည်းအချိန်ဆွဲနေမှာမဟုတ်ပါဘူးအခုတောင်းမှနေတဲ့အချိန်မှာလည်းခါကြတနတ်ထိုးမနာပါဘူးအဲ့တော့ပထမအဦးဆုံးတော့ဆရာတော်များကိုတောင်းပန်ပြီးပါပြီအဲ့တော့ပြိဿကြီးကိုလည်းတောင်းပန်နေပါတယ်ကျွန်တော်တို့ကဒီနေ့နိုင်ငံသားတို့ရဲ့ရပိုင်ခွင့်နဲ့တာဝန်ဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကပြောရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကငကိုတည်းက
ဟိုစကားပြောရမှာကြောက်တယ်စကားပြောရမှာကြောက်တယ်ဆိုတာဒီလိုပါကျွန်တော်တို့လူငယ်တဲ့အချိန်တွေကာလတွေတုန်းကကျွန်တော်တို့အငိတ်တွေကလည်းရုပ်ရှင်တွေရိုက်တယ်ရည်စရာတွေပြောတယ်အစိုးရအကြောင်းမကောင်းပြောခဲ့တဲ့ထဲမှာလည်းကျွန်တော်ထိတ်ဆုံးအောင်ပါတယ်အဲ့ဒီလိုပြောခဲ့လို့လည်းထောင်၄ကကြာတယ်ဒီကြောင်မြောင်းကပြိတ္တပဲကျွန်တော်လည်းအားသိစွာတွေ့ဘူးတယ်ကျွန်တော်ထောင်59နှစ်ကြာတာလက်ခုပ်ကြီးတာဒီကားလို့ဆိုကျွန်တော်သူတို့လက်ခုပ်ပြီးတော့အားကြပြီးနောက်တစ်ခါထောင်နှစ်100လောက်ကြာအောင်လုပ်အောင်အဲ့ဒါဆိုရင်ဂျုံးများတော့ထိုးကြမှာကျွန်တော်လည်းထောင်၄ကကြာပါတယ်အဲ့တော့အဲ့ဒီနောက်မှာစိုင်းပုတ်ကြီးမှာရေးထားတဲ့နိုင်ငံသားတို့ရဲ့ရပ်ပိုင်ခွင့်နဲ့တာဝန်ဆိုတာအဲ့ဒီရပ်ပိုင်ခွင့်နဲ့တာဝန်တွေကိုပဲကျွန်တော်လုံရင်နဲ့ဘာမှမရဘဲနဲ့ထောင်ထဲရောက်သွားတာဟုတ်အနုပညာသမားဆိုတာအနုပညာသမားတစ်ယောက်ရဲ့ခုနဆရာမမတ်တီတာလည်းပြောရပါတယ်အနုပညာသမားတစ်ယောက်ရဲ့ရပ်ပိုင်ခွင့်ရှိပါတယ်ဟိုကျွန်တော်အင်္ဂလိပ်စကားကိုမလွဲတာမှပြောပါမယ်အခုတော့ဗမာလူဘယ်လိုပြောမှမသိလို့အင်္ဂလိပ်လိုပြောပါအဲ့ဒါကတော့ဟိုဗမာလူဆိုရင်တော့လွတ်လပ်စွာဆန္ဒထုတ်ဖို့ပြောဆိုခွင့်ပေါ့ဗျာအဓိကဆန္ဒထုတ်ဖို့ပြောဆိုခွင့်ဆိုတာထက်လွတ်လပ်စွာဖော်ပြခွင့်ပေါ့ freedom of expression ကျွန်တော်တို့လူတိုင်းမှာမူရပါခွင့်ရပါအနုပညာသမားတွေမှာပိုးတော်မှလိုအပ်ပါတယ်စာပဲရေးရုပ်ရှင်ပဲရိုက်ပွဲပဲကကိုယ်ဆန္ဒကိုယ်အနုပညာကိုကျွန်တော်တို့ထုတ်ဖော်ခွင့်ဘယ်လိုမှလည်းမရခဲ့ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကဒီခွင့်ရလေးများရမလားလို့ကျွန်တော်တို့ကြိုးပမ်းခဲ့ကြပါတယ်တိုက်ပွဲလည်းဝင်ခဲ့ကြပါတယ်တိုက်ဆိုင်ဆိုသလိုပဲဒီနှစ်တော့နည်းနည်းလေးချောင်းလာတယ်လို့ပြောရမှာပေါ့လေဆိုတော့လွန်ခဲ့တဲ့နှစ်တွေမှာဥပမာဆိုပါတော့ကျွန်တော်ရုပ်ရှင်တကားရိုက်တယ်ကျွန်တော်တို့ရိုက်သမျှကားဟာစင်ဆာနဲ့မကင်းဘူးဗျာဘာကြောင့်မှန်းကိုမသိစင်ဆာအဖြတ်မခံရတဲ့ကားတကားမှမရှိဘူးအဲ့ဒီစင်ဆာဆိုတဲ့အဖွဲ့ထဲမှာလည်းအဖွဲ့ဝင်ပေါင်း24ဦးပါတယ်အဲ့ဒီ24ဦးကလည်းရုပ်ရှင်နဲ့ဘာမှမဆိုင်ဘူးတယောက်ကသာသနာရေးကတယောက်ကရဲတယောက်ကစစ်တပ်ကတယောက်ကအကောက်ခွန်တယောက်ကအမျိုးသမီးဆွမ်းဆောင်ရှင်အဲ့ဒီတော့ဖလင်းအောင်မမြင်ဘူးတဲ့လူတွေကကျွန်တော်တို့ကားကိုဖြတ်ဖလင်းအကွက်တစ်ကွက်မှာအပေါက်ဘယ်နှပေါက်ပါမှမသိတဲ့လူတွေကကျွန်တော်တို့ကားကိုဖြတ်တချို့များစင်စာကြည့်ဖို့ဆိုပြီးလာရင်းနဲ့အပြင်းပြေ2ပေလောက်ဖြတ်သွားပါရှိတယ်အဲ့ဒါဆိုလေဒုတောင်ကိုရေးသုံးမှဖြတ်သွားပါလားအပြင်းပြေလေးစားကောင်းတော့ကောင်းအောင်ဆိုပြီးကြွလာကြပြီးဖြတ်သွားကြပါအဲ့တော့ကျွန်တော်ရုပ်ရှင်ကားတကားရိုက်ခုပါတယ်အဲ့ဒီဇလန်းထဲမှာမမျော်လင့်ပဲနဲ့ဇလန်းနဲ့လည်းတိုက်ဆိုင်လို့ပေါ့ရွာဇလန်းလေးတစ်ဆက်လုပ်တယ်အဲ့ဒီရွာဇလန်းလေးမှာမင်းသားလုပ်တဲ့ကောင်မမင်းသမီးလုပ်တဲ့ကောင်မလေးကိုလူဆိုး4ယောက်ကဝိုင်းဆွဲကောင်မလေးကလည်းရှုံလူဆိုးတွေကလည်းဆွဲကောင်မလေးကယုံလူဆိုးတွေကလည်းဆွဲဒုံနဲ့ပေါ့ဗျာအဲ့ဒီအချိန်မှာမင်းသားကပြေးထွက်လာကောင်မလေးကိုလွတ်လိုက်ဒါပဲဘာမှမပေါ့အဲ့ဒီစကားကျွန်တော်ကနေရောက်သွားရောနေရောက်သွားတော့နေရလူတွေကပြောတယ်အဲ့ခါရှေ့မိုက်ဘာမိုက်လဲအကောင်မလေးကိုလွတ်လိုက်လို့သူတို့ဘာသဘောကျသူနောက်တနေ့ရောက်ပြန်လဲဟာကအဲ့ဒီခါတော့ထိရပါဒီလည်းထိဘာဖြစ်ကြလဲနောက်မှကျွန်တော်သဘောပေါက်တယ်အဲ့တုန်းကဒေါ်ဆန်းစုကြည်ကထောင်ထဲမှာကိုအဲ့ဒီတော့ကျွန်တော်ကယူရိုက်တာသူတို့ကသူတို့ဆွဲတွေ့တာတောင်မာလေးကိုဖက်လိုက်တာဒါကိုပြောတာပဲဟုတ်ပြီကျွန်တော်လည်းရန်ကုန်ပြန်တော့တငယ်ချင်းတွေလည်းတွေ့လို့ပြောတယ်နေမှာတော့ရေလည်းမိုက်တယ်
ကောင်မလေးကိုလွတ်လိုက်ဆိုရေလည်းကြာဖောင်းနေနေတာပေါ့ကျွန်တော်တကယ်ရင်းနေအကုန်လုံးကလည်းသူတို့ဇလန်းနဲ့ဆိုင်မဆိုင်ကောင်မလေးကိုလွတ်ခိုင်းတော့တာပေါ့အင်းရကံပေါင်းမှာတက်ဆွဲပြီးတော့ကောင်မလေးကိုလွတ်လိုက်စားတော့ဆိုင်ထဲမှာတက်ဆွဲကောင်မလေးကိုလွတ်လိုက်တဖြည်းဖြည်းနဲ့စင်စား6ကားလောက်ကောင်မလေးကိုလွတ်ခိုင်းနေတော့သဘောပေါက်လာဒီကောင်လေးဒါမယူတော့ဘူးတစုံတရာတော့ကြံစီလာပြီအဲ့ဒါနဲ့ပဲစင်စားကစာရွက်တွေထွက်လာကျွန်တော်မှတ်မှတ်ရ2002ခုနှစ်4နှစ်လောက်2002လို့ထင်တယ်အဲ့ဒါနဲ့ထွက်လာနောက်ရုပ်ရှင်ဇာတ်ကားများတယ်ကောင်မလေးကိုလွတ်လိုက်ပြီးတော့စကားမသုံးရဘူးကြိုက်ထွက်ပြီလားအဲ့တော့ကျွန်တော်လည်းဘယ်နေမလဲဇာကနာကိုဗီဒီယိုဇာတ်ကားတကားရဲ့အဲ့ဒါလွင်မိုးနဲ့အဲ့ဒီအချိန်မှာမင်းသမီးကိုအလိုပဲလူစိုးတွေကဆွဲရအောင်အဲ့ဒီအချိန်မှာမင်းသမီးကလည်းអော်တယ်ကဲကြပါဦးနဲ့အဲ့လိုអော်တယ်လူမိုးကရှိတယ်ရမသိကြအောင်ဆောင်ပြီးဖြတ်ထွက်သွားတယ်မင်းသမီးကကိုကျမကိုကယ်အောင်လေသူပြန်လှည့်ကြည့်တော့ကယ်တော့ကယ်ခြင်းနဲ့ကောင်မလေးကိုလွတ်လိုက်လို့ငါပြောမရဘူးဟာတကားလုံးပိတ်ခံလိုက်ရတယ်စင်စာကိုတယော်တယ်ဆိုပြီးတော့မှန်တော့အဲ့ဒါကျွန်တော်တို့အနုပညာသမားရဲ့ရပိုင်ခွင့်ကျွန်တော်တို့ရဲ့ရပိုင်ခွင့်ကိုကျွန်တော်တို့တိုက်တာမရလိုက်ဘူးပေါ့လေနောက်တော့ကျွန်တော်ကငွေချင်းနေနဲ့ပြောပါတယ်ရုပ်ရှင်ဇာတ်ကားတကားကိုကျွန်တော်စိတ်ခေါ်ပြီးရိုက်တယ်စင်စာတခါမှမဖြတ်စေရဘူးတခါမှမဖြတ်စေရဘူးအဲ့ဒါလိုစိတ်ခေါ်ရိုက်တကယ်ပဲဗျာဇလန့်လည်းယူယူလေးကောင်လေးတယောက်နဲ့ကောင်မလေးတယောက်နဲ့အိမ်တော်ကြတယ်ကောင်မလေးဘက်ကအမျိုးတွေကလည်းအိမ်ပေါ်တက်လာတယ်ကောင်လေးဘက်ကအမျိုးတွေကလည်းအိမ်ပေါ်တက်လာတယ်သူ့အမျိုးလည်းတီကိုအမျိုးလည်းတီအမျိုးတွေချစ်လိုက်ကြတာအဲ့လိုလေအဲ့တော့ကျွန်တော်စိန်ခေါ်ပြီးရုပ်ရှင်ရိုက်အဲ့ဗီဒီယိုရိုက်တယ်စင်စာလည်းတကမှမဖြတ်တွေ့လားစင်စာကိုစိန်ခေါ်ရိုက်တာမိုက်တယ်ဒါပေမဲ့စင်စာရုံးကခဏကြွခဲ့ပါအောင်သွားတယ်ဘာပြောလဲဆိုတော့ဇာတ်ကားနာမည်ပြောင်းပေးပါဟာဘာဖြစ်လို့လဲခမည်းဇာတ်ကားကအမျိုးကိုချစ်ပါလို့ရေးတာဟာဟုတ်တယ်သူ့အမျိုးကိုချစ်ပါလို့ရေးတာကောင်မလေးအမျိုးကလည်းကောင်မလေးအမျိုးကိုချစ်ပါကောင်လေးအမျိုးကလည်းကောင်လေးအမျိုးကိုချစ်ပါဒီအတွက်ကြောင့်အမျိုးကိုချစ်ပါလို့ကျွန်တော်ရိုက်တာဟုတ်ဘူးဗျာကျွန်တော်တို့ကအတိတ်ပဲတည်တည်ချာချာစဉ်းစားကြည့်တော့ခမည်းဟာကအမြင့်ကိုချိုးပါလို့အတိတ်ပဲကျွန်တော်ကိုမတွေးမိဘူးဗျာအမှန်အစတွေကကျွန်တော်ဇာတ်ကားကိုအမြင့်ကိုချိုးပါလို့ပေးလိုက်ရင်အမျိုးကိုချစ်ပါဗျာဖြစ်တယ်အဲ့တော့အဲ့ဒါလောက်ကြံဖန်တွေးတဲ့လူတွေလက်ထဲကမနေရုံထွက်လာခဲ့ရတာကျွန်တော်တို့အခုနေ့မှာပဲရုပ်ရှင်အစည်းအရုံးလေးလည်းကိုယ့်လက်ထဲကိုပြန်ရောက်အခုနေ့မှာပဲအကယ်ဒမီဘေးပွဲလေးလည်းနေပြီးတော့အရက်ကနေပြီးတော့ရန်ကုန်ကိုပြန်ရောက်အခုနေ့မှာပေါ့နော်ဒါဒီလိုလေအဲ့တော့ကျွန်တော်တို့ကရပိုင်ခွင့်ဆိုတာအနုပညာရှင်တွေကျွန်တော်ခုနကပြောသလိုကျွန်တော်တို့ရဲ့ရပိုင်ခွင့်ကိုကျွန်တော်တို့အဲ့ဒီလိုနီးမျိုးစုံနဲ့တောင်းဆိုခဲ့ရတာဒါအနုပညာတွေနေတယ်ပါအနုပညာတွေဆိုတော့နိုင်ငံသားပဲဒီရက်ွက်ရတွေလည်းနိုင်ငံသားပဲဒီနိုင်ငံကလူတွေလည်းနိုင်ငံသားပဲဒီရန်ကုန်မြို့ကလူတွေလည်းနိုင်ငံသားပဲနိုင်ငံသားတိုင်းမှာလည်းကိုယ့်ရဲ့ရပိုင်ခွင့်ဆိုတာရှိတယ်အဲ့တော့ဒီနေ့ကဘာပြက်မယ်လို့ပြောတယ်